One Piece ဆိုတာရွှေငွေတွေမဟုတ်ဘူးလက်နဲ့လည်းမဟုတ်ဘူးစွမ်းအားတစ်ခုလည်းမဟုတ်ဘူးဒါပေမဲ့အဲ့ဒါကရုပ်ပြစာအုပ် comic book တအုပ်ဖြစ်နေမယ်ဆိုရင်ရောမင်းတာကိုမယုံခင်ငါပြောတာကိုတေချာလေးအနေနဲ့နားထောင်ပေးပါဘာလို့လဲဆိုတော့ဒီ theory user ချက်ကပိုတွေးကြည့်လေကြောက်စရာကောင်းလောင်းကိုဖြစ်နိုင်ခြေရှိလေမို့လို့ပဲဒီနေ့မှာတော့ One Piece သမိုင်းတစ်လျှောက်အစမ်းကျယ်ဆုံးနဲ့အုံနောက်အစားဆုံး theory တစ်ခုအကြောင်းပြောပြမယ်အဲ့ဒါကတော့ One Piece ဆိုတာကဘာကြီးရဲ့ဖြစ်ရမှန်သမိုင်းတွေကိုမှတ်တမ်းတင်ထားပြီးအနာဂတ်ကိုကြိုတင်ဟောကိန်းထုတ်ထားတဲ့ရုပ်ပြစာအုပ်ကြီးဆိုတာပဲကဲစလိုက်ကြရအောင် ပထမဆုံးအနေနဲ့တစ်ခုကိုနားလည်ဖို့လိုတယ် Goldie Roger ဟာ Left Tail ကိုရောက်ခဲ့တယ်ရတနာကိုသူမြင်ခဲ့တယ်တစ်ခုကိုသူဖတ်ခဲ့တယ်ပြီးတော့သူရဲခဲ့တယ်မငိုဘူးလက်မသွားဘူးဒေါသမထက်ဘူးသူရဲပဲရဲခဲ့တာဘာလို့လဲအဲ့ဒီရတနာကသာရွှေရင်ငွေတွေဆိုရင်သူဒီလောက်ထိရဲစရာအကြောင်းမရှိဘူး Ancient Weapon ဆိုရင်လည်းဒါကရဲစရာမဟုတ်ဘူးတကယ်ဝမ်းနယ်စရာကောင်းတဲ့ကဘာကြီးရဲ့အမှန်တရားဆိုရင်လည်းပင်လယ်သားပြဘရင်ကြီးကဘလို့မှရဲမှာမဟုတ်ဘူးဒါပေမဲ့သူတွေးခဲ့တာကပုံပင်တပုတ်ထင်နေရင်ကောစောက်တော့ပေါ့တနေ့မှာကဘာကြီးကိုပြောင်းပြန်ရန်ပြစ်မဲ့ရာဘာကောင်လေးအကြောင်းရေးထားတဲ့အရန်ကိုပေါ့ကြောင်ကြောင်နိုင်ပြီးဟာတဆန်တဲ့ဇလန်းတပုတ်ဆိုရင်ကောဒါကိုမြင်အောင်ကြည့်လိုက်ပါရောဂျာကတစ်တာကြီးကိုဖွင့်လိုက်တယ်အထဲမှာကနှစ်ပေါင်းရာကြီးကြားလေးပြီးထွက်တဲ့ရုပ်ပြစာအုပ်အကြီးကြီးတအုပ်ရှိနေတယ် Void Century ကလာတဲ့ဖြက်စီးလို့မရတဲ့စက်ကူတွေနဲ့ဘယ်တော့မှအယောင်မမိန်နဲ့မင်းတွေနဲ့ပေါ့ပြီးတော့အထဲကပန်းကြီးကားတွေကတကယ်ကာတွန်းကားတွေလိုပဲစာအုပ်မျက်နှာဖုံးပေါ်ကနာမည်က The Adventures of Joy Boy Joy Boy ရဲ့စွန့်စားကားများအခုတေချာစဉ်းစားကြည့်အောင်လူဖီရဲ့တကယ်စွမ်းအားကဘာလဲ Gear 5လောကကြီးတစ်ခုလုံးကိုကာတွန်းကားတကားလိုပြောင်းလဲပြနိုင်တဲ့စွမ်းအားလွတ်လပ်မှုရဲ့စွမ်းအားစိတ်ကူးယဉ်မှုရဲ့စွမ်းအားရုပ်ပြစာအုပ်ထဲကထွက်လာတဲ့အတိုင်းတိုက်ခိုက်နိုင်တဲ့စွမ်းအားရင်းနှီးညီတယ်လို့ပဲမဟုတ်လား ဒါကအိုဒါရဲ့ဆွဲဟန်တတ်ပဲလားဒါမှမဟုတ်အဲ့ဒါကတကယ့်အမှန်တရားမို့လို့လားဒီထက်ပိုနဲ့နဲ့တွေးကြည့်အောင် One Piece ကဘာမှာ War Government ကတမိုင်းကြောင်းနှစ်ပေါင်းသီလား Void Century ကိုဖျက်ဆီးပစ်ခဲ့တယ်အဲ့ဒီတမိုင်းကသာ NDM မရှိရင်သူတို့ဘာလို့ဖျက်ပြီးမှလဲအခုဒီလိုမြင်အောင်ကြည့်မှာအဲ့ဒီ Void Century တုန်းက Joy Boy ဟာပုံပြင်တစ်ပုတ်ဖန်တီးခဲ့တယ်ရုပ်ပြစာအုပ်တစ်အုပ်ပေါ့လွတ်လပ်မှုအကြောင်းပုံပြင် World Government ဆိုတာမပေါ်ခင်ကတည်းကသူတို့ကိုလှောင်ပြောင်ထားတဲ့ပုံပြင်သူတို့ရှုံးနေတော့မယ့်အကြောင်းကြိုတင်ဟောကိန်းထုတ်ထားတဲ့ပုံပြင်ပြီးတော့အဲ့ဒီပုံပြင်ကဘာကိုပြောလဲဆိုတော့မင်းတို့ဘလော့ပဲထိန်းချုပ်ဖို့စ조사ပါစေလွတ်လပ်မှုကတော့အမြဲတမ်းပြန်လာမှာပဲတဲ့အဲ့ဒီပုံပြင်ကို left day မှာခြံထားခဲ့တာလက်နက်အနေနဲ့မဟုတ်ဘူးအမှန်တရားတစ်ခုအနေနဲ့ပဲဘာလို့လဲဆိုတော့ပုံပြင်တွေကလက်နက်တွေထက်ပိုစွမ်းလို့ပဲအခုကပိုယူဖို့ကောင်းတဲ့အချက်ပဲအဲ့ဒီရုပ်ပြစာအုပ်ကအတိတ်ကိုပဲပြောပြတာမဟုတ်ပဲအနာဂတ်ကိုပါပြောပြနေရင်ရောရောဂျာဟာလူဖီအကြောင်းကိုဖတ်ခဲ့ရတာဆိုရင်ရောသူစာမျက်နှာတွေကိုလှန်ကြည့်လိုက်တဲ့အခါမဖြစ်သေးတဲ့အနာဂတ်တွေကိုမြင်နေရတာဆိုရင်ရောကောက်ရိုးဥထောင်စောင်းထားတဲ့ကောင်လေးတစ်ယောက် Marine Ford ကစစ်ပွဲကြီးနေနဲ့ဖျားနိုးထွက်လာတာ Red Line ပြိုကျတာ Fishman Island ကုန်းပေါ်တက်လာတာပြီးတော့ကဘာကြီးတစ်ခုလုံးပင်လယ်ကြီးတစ်ခုတည်းဖြစ်သွားတာအဲ့ဒီမှာရိုဂျာကကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုတီးသွားတယ်ငါရောက်လာတာစောလွန်းသွားပြီတဲ့သူအားနဲလို့မဟုတ်ဘူးစောလွန်းလို့ဘာလို့လဲဆိုတော့အဲ့ဒီပုံပြင်ကသူ့အကြောင်းမဟုတ်လို့ပဲနောက်ထပ်ပေါ်လာမဲ့ drawing point ထစ်တဲ့လူဖီအကြောင်းထင်နေလို့အဲ့ဒါကြောင့်သူရဲခဲ့တာကိုကဘာအကြီးကျယ်ဆုံးပင်လယ်တိုင်းပြလို့ထင်ပြီးပုံပြင်ဖက်ကြည့်လိုက်မှဒီဇလိုက်ကကိုမဟုတ်ပဲမမွေးသေးတဲ့ကလေးတယောက်ထိနေတာကိုတီးလိုက်ရတဲ့အချိန်ဒါဟာအရန်ကိုဟာသဆန်တယ်အရန်ကိုကြပြဆန်တယ် Lofty ဆိုတဲ့နာမည်ကိုစဉ်းစားကြည့်ပါဘာလို့အဲ့လိုခေါ်တာလဲဘာလို့လဲဆိုတော့အဲ့ဒါကတကယ်ပဲရေစရာပုံမင်တပူဖြစ်နေလို့ပဲရောဂျာကယရနာကိုရှာတွေ့ခဲ့တာမဟုတ်ဘူးသူကဖြက်လုံးတစ်ခုရဲ့အဆုံးသတ်ကိုရှာတွေ့ခဲ့တာဒါပေမဲ့ World Government ကရုပ်ပြစာအုပ်ကိုဘာလို့ကြောက်ရတာလဲရိုးရိုးလေးပဲဘာလို့လဲဆိုတော့အဲ့ဒီစာအုပ်ကအမှန်တရားကိုဖော်ထုတ်လို့ပဲအဲ့ဒီရုပ်ပြစာအုပ်ထဲမှာလား Celestial Dragon တွေရဲ့တကယ်ဇက်မစ်နတ်ဖျားတွေဆိုတာလင်ညာမှု Ancient Kingdom ကလာတကယ်လူကောင်းတွေ Red Line ဆိုတာပင်လယ်တွေကိုခွဲခြားဖို့တမန်လုထားတဲ့အတားအဆီးကြီးအီမှုဆိုတာအနှစ်မရှိတဲ့ထီးနှမ်းပေါ်မှာထိုင်နေတဲ့လူလိန်တယောက်ဒါတွေအကုန်လုံးကိုဖော်ပြထားရင်ရော
ပိုဆိုးတာကသူတို့ရှုံးနေမဲ့အကြောင်းကိုပါပြထားတာဒါကဟော့ကင်းထုတ်တာမဟုတ်ပဲမထိမနီဖြစ်လာမဲ့အရာတစ်ခုလို့ရေးထားတာဘာလို့လဲဆိုတော့ဇလန်းကရေးပြီးသားမို့လို့ပဲအခုနောက်တစ်ခုစဉ်းစားကြည့်ပါ ရောဂျာကအနာဂတ်ကိုတည်တယ်လို့မျိုးသူ့ကိုကြော်တက်မဲ့ကောင်းလေးတစ်လောက်ပေါ်လာမယ်လို့ပြောခဲ့တယ်ပြီးတော့ရောဂျာက One Piece ကိုရှာတွေ့ပြီး Shanks ကိုတစ်ခုခုပြောပြခဲ့တယ်အဲ့ဒါကြောင့် Shanks ကအနာဂတ်ကိုတည်တယ်လို့ယူဆလိုက်မယ်ဘာကြောင့်လဲဆိုတော့ဇလန်ထဲမှာသူလွတ်ခဲ့တာတွေကိုပြန်ကြည့်လိုက်ရအောင်ပထမဆုံးဂိုမူကိုလူတယ်ဘာမဟုတ်တဲ့ယာဘာအတီးလေးကိုစွန့်စားမိလူခဲ့ပြီးတော့ East Blue ကဖူရှာဆိုတဲ့ရွာငယ်လေးကိုတန်းသွားတာကထူးဆန်းနေမထင်ဘူးနော်သူတယောက်ယောက်ကိုရည်ရွယ်ချက်ရှိလာကျွေးတယ်လို့ကျွန်တော်ကတော့ယူဆတယ်ပြီးတော့ Marine Ford ကိုကိုင်ဒိုကိုတားပြီး Luffy ကိုကယ်ဖို့ကွက်တီရောက်ချလာတယ်ပြီးတော့ Luffy နီကာဖြစ်လာမှ One Piece ကိုရှာဖို့အချိန်ကျပြီလို့ပြောခဲ့တယ်သူအနာဂတ်အကုန်လုံးကိုတည်တယ်လို့တော့မထင်ဘူးဒါပေမဲ့သူတစိမ့်တစ်ပိုင်းကိုတော့တည်နေတာကတော့ဓာတ်တွေကိုကြည့်ရင်တည်နိုင်တယ် Join Boy အကြောင်းပြောအောင် Join Boy ဟာလွန်ခဲ့တဲ့နှစ်ပေါင်း800ကရှုံးနေခဲ့တယ်ဒါပေမဲ့သူတကယ်ပဲရှုံးခဲ့တာလားဒါမှမဟုတ်သူကတမိုင်းမှာအကြီးကျယ်ဆုံးစီဇန်မှုကြီးကိုလွတ်ခဲ့တာလားရန်သူကိုတိုက်ရိုက်မတိုက်နိုင်တဲ့အခါနောက်ထပ်တယောက်ကလာပြီးအဆုံးသတ်နိုင်အောင်ပုံပြင်တစ်ပုတ်ကိုသူဖန်တီးခဲ့တယ်ဒါကလက်နက်နဲ့တိုက်တော့အထက်ပိုပြီးပါးနေတဲ့နီးပြီပါပဲပြီးတော့ကြောက်စရာအကောင်းဆုံးအပိုင်းကလူဖီကိုရန်ကသူဟာဇန်ညွန်းတစ်ခုအတိုင်းတွားနေတယ်ဆိုတာမသိပဲဖြစ်နေရင်ကော Shanks ကဥထုတ်ပေးတာကအစားအပေါင်းတင်းဒီနဲ့စုံတာတိုက်ပွဲတိုင်းဟာအဲ့ဒီရုပ်ပြအစာအုပ်ထဲမှာပါပြီးသားဆိုရင်ကောဒါကကန်ကြမာလားဒါမှမဟုတ်ပြီးဆုံးကနိပုံပြင်တခုလား One Piece မှာစက်ခန်နဲ့စန္ဒဆိုတဲ့ inherited will ကိုခဏပြောတယ်အဲ့ဒီစက်ခန်နဲ့စန္ဒဆိုတာပုံပြင်ကိုစက်ရေးဖို့ဖြစ်နေရင်ကောအခုနောက်ဆုံးခန်းကိုမြင်အောင်ကြည့်ပါလူဖီယိုအဖွဲ left tail ကိုရောက်သွားတယ်တစ်တာကိုဖွင့်လိုက်တယ်အထဲမှာရုပ်ပြစာအုပ်ရဲ့နောက်ဆုံးအတွဲရှိနေတယ်ဒါပေမဲ့နောက်ဆုံးစာမျက်နှာကအဖြူတယ်ကြီးဖြစ်နေတယ်ဘာလို့လဲဆိုတော့အဆုံးတက်နိုင်ခဲ့လို့လူဖီအဲ့ဒါကိုမြင်တဲ့အခါ तू မငိုးဘူး तू စိတ်မလွတ်ရှားဘူး तू ရဲလိမ့်မယ်ဘာလို့လဲဆိုတော့ဒါဟာကဘာပေါ်မှာအကောင်းဆုံးစွန့်စားကမ်းပုံပြင်မို့လို့ပဲပြီးတော့ तू တိထွားလိမ့်မယ်ငါကိုယ်တိုင်ဒီပုံပြင်ကိုအဆုံးတက်ရမှာပဲဆိုတာကိုအခုဒါကိုလက်တွေ့ကဘာကနေကြည့်အောင်ငါတို့က One Piece ကိုဖတ်နေကြတာဇလန်ထဲမှာလည်းလူဖီအကြောင်းရေးထားတဲ့နောက်ထပ် One Piece တစ်ခုရှိနေနိုင်မယ်ဆိုလိုတာကငါတို့ကိုယ်တိုင်ကလည်းဒီပြက်လုံးကြီးရဲ့အစိတ်အပိုင်းတစ်ခုပဲကဘာပေါ်မှာအကြီးကျယ်ဆုံးယတနာဆိုတာအဲ့ဒီပုံပြင်ကိုယ်တိုင်နဲ့အဲ့ဒီပုံပြင်ကပေးတဲ့လွတ်လပ်မှုပဲဒါကြောင့်အဆုံးသတ်မှာ One Piece ဆိုတာရွှေမဟုတ်ဘူးစွမ်းအားမဟုတ်ဘူးလက်နက်မဟုတ်ဘူးအဲ့ဒါကရုပ်ပြစာအုပ်ကအုပ်ပဲလွတ်လပ်မှုရဲ့ပုံပြင်အရန်ကိုပေါ့ကြောင်ကြနိုင်ပြီးအရန်ကိုအထိပ္ပယ်မရှိပဲအရန်ကိုမျောလင့်ချက်တွေပြည့်နေတဲ့အတွက်ပင်လေသားပြပြင်းတောင်မရေပဲမနေနိုင်ခဲ့တဲ့ပုံပြင်တစ်ပုဒ်အဲ့ဒါကအိုရာပေးခြင်းတဲ့အဆုံးစုံသောသတင်းစကားဖြစ်နိုင်တယ်အာနာရှင်တွေထိန်းချုပ်ထားတဲ့ကဘာကြီးမှာအန်ဒီရဲ့အရှိဆုံးအရာကခွန်အားမဟုတ်ဘူးစိတ်ကူးစိတ်တန့် imagination ပဲပြီးတော့ကဘာပေါ်မှာအလွတ်လပ်ဆုံးအရာကပုံပြင်တစ်ပုဒ်ပဲမင်းကငါမေးမယ်တကယ်လို့ One Piece ကရုပ်ပြစာအုပ်တအုပ်တာဖြစ်နေမယ်ဆိုရင်ဒါဟာ enemy တမိုင်းမှာအကောင်းဆုံး twist ဖြစ်မလားဒါမှမဟုတ် aura ရေးခဲ့တဲ့ညထဲမှာအယူဆုံးပြက်လုံးဖြစ်မလားဘာလို့လဲဆိုတော့ဒီ theory ဒါမှန်ခဲ့ရင်ငါတို့ကအဲ့ဒီယတနာကိုအစကတည်းကဖတ်နေခဲ့ကြတာမို့လို့ပဲဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် channel လေးကို like နဲ့ subscribe လုပ်ပေးသွားကြဖို့ပြောချင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်